ဒီမိန်းကလေးဟာသူမရဲ့ကြီးစားနဲ့သူလူကြီးချင်းတွေ့ဖို့အိမ်ကိုလိုက်သွားခဲ့ပါတယ်ဒါပေမဲ့သူမလုံးဝမထင်မှတ်ထားတာကတော့သူမရဲ့ရောက်ခမလောင်းဟာမင်းညကမှသူမနဲ့ဆုံတွေ့ခဲ့မှုတဲ့အမျိုးသားဖြစ်နေတာပါပဲဒီတိုက်ဆိုင်မှုကသူမအတွက်တော့တကယ်ကိုအံ့ဩတုန်လှုပ်စရာကြီးဖြစ်ခဲ့ရပါတယ်တကယ်တော့မင်းညကသူမရဲ့ဝန်ခွင့်မောင်နှမဖြစ်သူကဟိုတယ်အခန်းနံပါတ်မှားပေးလိုက်တာကြောင့်သူမဟာ CEO တယောက်ရဲ့အခန်းထဲကိုမှားဝင်ပြီးသွားခဲ့ပါတယ်အဲ့လိုပဲရှုပ်ထွေးမှုတွေကြားကနေသူတို့နှစ်ဦးကြားမမျှော်လင့်ထားတဲ့ကိစ္စတွေဖြစ်ပျက်ခဲ့ရတာပါဒါပေမဲ့အဲ့ဒီ CEO ကသူမကိုတေချာကြည့်လိုက်တဲ့အခါမှာတော့လွန်ခဲ့တဲ့တနင်္ဂနွေကသူတွေးချင်းချစ်ထရရဲ့မိန်းကလေးဆိုတာကိုချက်ချင်းမှတ်မိသွားပါတယ်လွန်ခဲ့တဲ့တနင်္ဂနွေကဘာတစ်ခုမှစီးပွားရေးကိစ္စနဲ့တွားနေတော့ဒီမိန်းကလေးပီယာနိုတီးလာကိုသူတွေ့ခဲ့တာပါသူမရဲ့ချိုးထားတဲ့အသက်နဲ့လှပတဲ့အသွင်ပင်ကသူ့နှလုံးသားကိုတခဏချင်းမှပဲဖန်ဆားသွားခဲ့ပါတယ်အဲ့ဒီတော့ကလူမိုက်တယောက်ကသူမကိုနှောင့်ယှက်ဖို့ကြိုးစားခဲ့ပါသေးတယ် CEO ဖြစ်သူကကူညီဖို့ပြင်လိုက်ပေမဲ့သူမကအဲ့ဒီလူကိုပါရိုက်ပြီးကိုယ့်ဘာသာကိုရဲရဲဝံ့ဝံ့ထွက်သွားခဲ့တာပါအဲ့ဒီနေ့ကစပြီးသူမဟာ CEO ရဲ့ရင်ထဲမှာနေရာယူသွားခဲ့တာဖြစ်ပါတယ်ဒါကြောင့်လေကန်ဂျမာကသူတို့ကိုတနစ်အကြာမှပြန်ဆောင်ပေးခဲ့တာဖြစ်နိုင်ပါတယ်နောက်တနေ့မနေ့မှာတော့မင်းကလေးဟာသူမရဲ့လို့ရတဲ့ရှက်ရွံ့ဒီဟိုတယ်ကနေအမြန်ထွက်လာခဲ့ပါတယ်ဒါပေမဲ့အပြင်ရောက်ချင်းမှာပဲသူမရဲ့ရီးစားနဲ့ထိတ်တိုက်တိုးပါလေရောသူမရီးစားကသူမကိုမြင်သွားတဲ့အခါသူ့ရဲ့ရီးစားတစ်ကိုအသားလေးခွာလိုက်ပြီးမင်းဒီမှာဘာလုပ်နေတာလဲလို့မေးပါတယ်သူမလည်းရှက်နေတာနဲ့ပဲမင်းညကရုံးကပါတီရှိလို့နောက်ကြားသွားတာနဲ့ဟိုတယ်မှာပဲအိတ်လိုက်တာလို့လိန်ပြောလိုက်ပါတယ်ပြီးတော့သူမဟာအဲ့ဒီ CEO နဲ့ဘယ်တော့မှထပ်မတွေ့တော့ဘူးလို့ဆုံးဖြတ်ပြီးထွက်လာခဲ့ပါတယ်တစ်ဖက်မှာလည်း CEO ရတားဖြစ်သူကသူ့အဖေစီရောက်လာပြီးမကြခင်မှာသူ့ရီးစားကိုအင်ခေါ်လာပြီးမိတ်ဆက်ပေးမယ်လို့ပြောပါတယ် CEO ကလည်းဘာမှအများကြီးမတွေးပဲသဘောတူလိုက်ပါတယ်တားဖနှစ်ယောက်လုံးကမင်းကလေးတယောက်တည်းကိုချစ်မိနေကြတာဆိုတာကိုတော့သူတို့နှစ်ယောက်လုံးမသိခဲ့ကြပါဘူးနောက်တစ်နေ့မှာတော့ CEO ကမင်းကလေးစီသွားတွေ့ခဲ့ပါတယ်အဲ့ဒီအချိန်မှာမင်းကလေးဟာတကြားတက်နေပြီးမူးလဲတော့မယ်လို့ဖြစ်နေတာကြောင့် CEO ကအချိန်မီလှမ်းဖမ်းပေးလိုက်ပါတယ်တတိယလာတဲ့အခါမှာတော့မင်းကလေးကသူ့ကိုချက်ချင်းမှတ်မိသွားပြီးမင်းညကကိစ္စကမှားယွင်းမှုတစ်ခုပဲဒီနေ့ကစပြီးငါတို့ကသူ့စိမ်မွေပဲလို့ပြက်ပြက်တသားပြောလိုက်ပါတယ် CEO ကသူမကိုတက်တလုံးကာကွယ်ပေးခြင်းပေမဲ့သူမမှာရီးစားရှိနေပြီဖြစ်လို့ညင်းပယ်ခဲ့ပါတယ် CEO လည်းသူမကိုအတင်းအကျပ်မလုပ်တော့ပဲအကူအညီလိုအပ်ရင်ဆက်သွယ်ပါဆိုပြီးသူ့ရဲ့နာမည်ကက်ကိုပေးလိုက်ပါတယ်ဒါပေမဲ့သူမကတော့ကားပေါ်ကဆင်းချင်းပါပဲအဲ့ဒီကက်ကိုသူ့ရှေ့တင်အမိုက်ပုံးတဲ့နေမင်းပြလိုက်တာကိုမြင်တဲ့ CEO ရဲ့တက်တော်စင်ကဒေါသထွက်ပြီးသူမကိုပညာပေးဖို့ခွင့်တောင်းပေမဲ့ CEO ကတားလိုက်ပါတယ်ထူးထူးခြားခြားပဲသူမရဲ့အဲ့ဒီလိုမာနာကြီးရဲ့အမူအရာကသူ့ကိုပို့ပြီးသဘောကျသွားစေလိုပါ